ကျွန်တော်မေးချင်တာတခုရှိရပါတော့ကျွန်တော်တို့ဘဝမှာပဲကျွန်တော်တို့နေနေတာလားဒါမှမဟုတ်တခြားသူတွေကြည်နေဖို့တခြားသူတွေအဆင်ပြေဖို့ကျွန်တော်တို့ကနေရတာပေါ့နော်တချို့လူတွေကကျွန်တော်တို့ဘဝမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေပေါ်တော့မှလူတွေဘယ်လိုပြောမှလဲဘယ်သူကငါ့ကိုဒီလိုပြောတော့မှမယ်ဆိုတော့စကားတစ်ခုနဲ့ကိုယ့်ဘဝရဲ့ဆုံးဖြတ်ချက်တွေတော့မှအဲ့ဒီအကြောင်းအရာနဲ့ဆုံးဖြတ်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့နောက်ဆုံးမှာတော့ရလက်ကိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲခံစားရတာပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာခင်ဗျားတို့လည်းမြင်မှုပါလိမ့်မယ်တချို့လူတွေအမျိုးတွေမိသားစုဝင်တွေကကျွန်တော်တို့အသက်တွေလည်းရနေပြီအိမ်တော်ပြုတော့ဒီလူကတော့ကောင်းပါတယ်နည်းနည်းပါးပါးတီးချန်လိုက်ပါကျွန်တော်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အိမ်တော်ရေးဆိုတာဒီလိုပါပဲဆိုရင်ကျွန်တော်တို့ဘဝတွေကိုဝင်ပြီးတော့ဆုံးဖြတ်ပေးတတ်တယ်ပေါ့နော်ဟောတခါလေးမှာသူတို့ကကျွန်တော်တို့အနာဂတ်မှာအမြဲတမ်းရှိနေမပေးနိုင်ဘူးကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့အနာဂတ်မှာကျွန်တော်တို့နေရအောင်ဒါပေမဲ့ဆုံးဖြတ်ချက်တွေကသူတို့ကအမြဲတမ်းဝင်ရှာတယ်တော့ကျွန်တော်တို့ဘယ်လိုလူမျိုးနဲ့စင်ပြေရမယ်ဘယ်လိုလူမျိုးနဲ့ဘယ်လိုပုံစံနေရမယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တည်ထားတဲ့လူတယောက်ကြောင့်ရှိရပါတော့ဒီလူငယ်မိန်းကလေးတယောက်ပေါ့နော်သူကသူ့မှာအိမ်မက်တွေရှိရသူ့မှာအနာဂတ်တွေရှိရသူ့ရဲ့ကိုယ်ပိုင်ဘဝကိုသူတိဆောက်ရှင်နေဒါပေမဲ့ဒီမိဘရဲ့ညီကိုမောင်နှမတွေဦးလေးတွေအတော်တွေကဒီဘယ်လိုပြောမလဲငါတို့မျက်နှာမငယ်ရအောင်အခွင့်ကောင်းတွေကိုလက်မလွတ်နဲ့အမျိုးတွေကြားမှာမျက်နှာမငယ်ရအောင်ဒီလူနဲ့ယူလိုက်ဟိုလူနဲ့ယူလိုက်ဆိုပြီးတော့သူတို့ကနေပြီးတော့ဒီပေးစားကြတယ်ပေါ့နော်အပေးစားလိုက်တော့နေ့ငယ်ကြတော့ဒီကောင်မလေးကသူယူတဲ့သူကဒီငွေစီဝါ30တဲ့စေးသမားဖြစ်နေတဲ့ခါကျတော့သူအဆင်မပြေဘူးပေါ့နော်အဲ့မှာအမျိုးတွေကတော့တီးခံလိုက်ပါဘာဖြစ်တယ်ဟိုကဖြစ်တယ်ဆိုပြီးပြောကြပြီပဲသူတို့ကတော့သူတို့ဘဝနဲ့သူတို့ပြောရှင်းနေပြီပဲဒီဒုက္ခတွေကိုတော့ဒီကောင်မလေးကခါးစီးပြီးခံရပါတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကျွန်တော်တို့မိဘတွေအမျိုးတွေကိုကျွန်တော်တို့ကမလေးစားနဲ့လို့ကျွန်တော်ကတိုက်တွန်းနေတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့အကြံဉာဏ်တွေကိုကျွန်တော်တို့ကနားထောင်လို့ရပါမယ်ကျွန်တော်တို့ကိုယ်တိုင်ဘဝရဲ့ဆုံးဖြတ်ချက်တွေကိုတော့ကျွန်တော်တို့ကိုယ်တိုင်ရှာမှာပဲကျွန်တော်တို့အဆင်ပြေမှာဗျတခါလူတချို့ကတီးခံမှာလို့ပြောပေမဲ့ကျွန်တော်တို့ကတီးခိုက်ခြင်းနဲ့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေကိုစပြေးလိုက်လို့မရအောင်ကျွန်တော်တို့အမြဲတမ်းတီးခံနေပေမဲ့လည်းကျွန်တော်တို့ပျော်ရွှင်မှုတွေမရှိရင်ဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်တို့ကိုချစ်တယ်ဆိုတာတကူကောင်းဆန်တာလည်းမဟုတ်ဘူးကျွန်တော်တို့ကိုယ့်ဘဝကိုတန်ဖိုးထားတာကိုယ့်ရဲ့စိတ်ချမ်းသာမှုကျွန်တော်တို့ကလေးစားတာနော်ကိုယ့်ရဲ့အနာဂတ်ကိုကျွန်တော်တို့ကိုယ်တိုင်တာဝန်ယူရတာပေါ့နော်ဒါမှကိုချစ်တယ်ဆိုတာဖြစ်ရကျွန်တော်တို့ဘဝမှာလူတော်တော်များများကျွန်တော်တို့အကြောင်းတွေကိုပြောနိုင်ရင်ကျွန်တော်တို့အကြံဉာဏ်ပေးနိုင်တယ်ဝေဖန်နိုင်တယ်ကူညီပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘဝကိုအစားဘယ်သူမှဝင်ရောက်မခံစားပေးကြအောင်ကျွန်တော်တို့ဖြစ်ရင်ကျွန်တော်တို့ပဲခံရပါပေါ့နော်အဲ့လိုအချိန်မှာကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုသူများတွေရဲ့မျက်နှာရမှုနဲ့ကျွန်တော်တို့ကမလဲလိုက်ပဲနဲ့ကိုယ့်ဘဝကိုကိုယ်တိုင်ရွေးချယ်ရမယ်တက်တီကျွန်တော်တို့ကရှိရမယ်ပေါ့နော်ဒီညမှာကျွန်တော်ကပြောချင်တာမကောင်းတဲ့အကြံတွေကိုပဲပြောရအောင်ပေါ့နော်ကောင်းတဲ့အကြံဆိုရင်တော့ကျွန်တော်တို့ကိုယ့်ဘဝစဉ်းစားပြီးတော့လိုက်လို့ရမှာပေါ့ဒီညမှာလည်းကျွန်တော်တို့အနေနဲ့တော့စဉ်းစားတတ်လိမ့်မယ်ကိုယ့်ဘဝအတွက်ပျော်ရွှင်မှုကဒါလားကိုပျော်ရွှင်နေဆိုရင်တော့မှန်တယ်ပျော်ရွှင်နေကောင်းတဲ့အရာဆိုရင်ကိုယ့်အတွက်အကျိုးရှိမဲ့အရာဆိုရင်တော့ငါတို့လုပ်ပေါ့နော်တကယ်လို့ကိုယ့်အတွက်လည်းမပျော်ရွှင်ဘူးအမှန်တရားလည်းမဟုတ်ဘူးကိုယ့်ရဲ့အတွက်လည်းအကျိုးမရှိဘူးတခြားလူတွေအတွက်လည်းအကျိုးမရှိဘူးဆိုရင်တော့ဒါစဉ်းစားစရာမဟုတ်တော့ဘူးเนาะအရင်ဆုံးကိုကျိုးအတွက်အရင်ကြည့်ရမယ်ပြီးတော့မှကိုသူများတွေအတွက်ကျွန်တော်တို့ကကြည့်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဘဝမှာပျော်ရွှင်မှုတွေအများကြီးရလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းတစ်ခါလေကျွန်တော်တို့ရဲ့ဘဝဆုံးဖြတ်ချက်တွေကိုသူများတွေမျက်နှာမငယ်ရဘူးကျွန်တော်တို့ချလိုက်ရတဲ့ဆုံးဖြတ်ချက်တွေရှိရပါတော့ခင်ဗျားတို့လည်းအဲ့လိုမျိုးဆုံးဖြတ်ချက်တွေရှာခဲ့မယ်ဆိုရင်တော့ပုံမှန်နဲ့မှာဝယ်ငယ်လို့ရပါတယ်အဲ့တော့ဒီနေ့မှာပြောချင်တာကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေကိုသူများတွေရဲ့မျက်နှာရမှုနဲ့ကျွန်တော်တို့ကမလဲလိုက်ပဲနဲ့ကျွန်တော်တို့ကိုယ်တိုင်စူးစမ်းမယ်ကျွန်တော်တို့ကိုယ်တိုင်စဉ်းစားပြီးတော့တွေးခေါ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝဆုံးဖြတ်ချက်တွေကိုကျွန်တော်တို့ကိုယ်တိုင်ရှနိုင်အောင်ကျွန်တော်စူးစမ်းမယ်ဆိုတော့ကျွန်တော်ပြောချင်တာပဲဖြစ်ပါတယ်အဲ့တော့နောက်နေ့မှတွေ့ပါမယ်အားလုံးကျေးဇူးများတင်ပါတယ်